မင်္ဂလာပါဒီနေ့အတွက်ကတော့အမေစု12နှစ်သမီးအရွယ်မှာတကယ်ချင်းတွေအတွက်ရေးပေးခဲ့တဲ့ auto ကြပြလေးအကြောင်းကိုကျောင်းသူကျောင်းသားတွေကိုတင်ပြလိုက်တဲ့ဆရာမတယောက်ရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ပြန်လဲမျှဝေပေးလိုက်ပါတယ်ဗီဒီယိုလေးကိုကြည့်တဲ့အချိန်မှာပဲပေါ့နော်ပီတိလေးတွေဖြစ်မှဖြစ်ပြီးတော့မှအမေစုကပေါ့နော်12နှစ်သမီးအရွယ်ကလေးကအတွေးခေါ်ဘယ်လောက်ထိမြင့်နေလဲဆိုတဲ့အရာကိုတော့ကျွန်တော်တို့သိရမှာဖြစ်ပါတယ်အဲ့အပြင်မှာဆရာမပေါ့နော်တန်ဖိုးဘယ်လောက်ရှိလဲဆိုတဲ့အရာကိုကျွန်တော်တို့ကြားမှာဖြစ်တယ်เนาะအားကြောင့်ကျွန်တော်တို့ပီတိလေးတွေဖြစ်အောင်လို့ကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါအောင်ဗျာဆိုတော့ဒီ post ကိုတင်ထားတဲ့ post ပိုင်ရှင်ကတော့တက္ကသိုလ်ရွှေစင့်ဆိုတဲ့ TikTok အကောင့်တွေမှာတင်ထားတာဖြစ်ပါတယ် credit ပေးပါတယ်ဗျာเนาะဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုနားထောင်ကြည့်လိုက်အောင်ဗျာเนาะတို့မင်္ဂလာပါမင်္ဂလာပါကဲသားတို့သမီးတို့ဆရာမကဒီနေ့เนาะစာသိပြီးတော့နည်းနည်းလေးအချိန်ရလို့ဆရာမဘယ်သူအကြောင်းပြောမယ်လို့ဆိုရင်ဒေါအောင်ဆန်းစုကြည်အကြောင်းကိုပြောမယ်သားတို့သမီးတို့ဒေါအောင်ဆန်းစုကြည်ကဘယ်သူရဲ့သမီးတို့ဒေါအောင်ဆန်းစုကြည်ကဘယ်သူသမီးလဲဘုရားသမီးဘုရားရုံတမိုးရှိရဗျာเนาะဒီလိုမျိုးဆရာမတွေကျွန်တော်အများကြီးလိုအပ်တယ်ဗျာဘုရားသမီးဟုတ်ပြီဘုရားအောင်ဆန်းရဲ့သမီးအကြောင်းကိုသားတို့သမီးတို့ကိုဆရာမပြောမယ်เนาะသားတို့သမီးတို့ကအခုဘယ်နှစ်ရောက်နေပြီတော့12နှစ်သားတို့သမီးတို့ဘယ်နှစ်တော့12နှစ်ဟုတ်ပြီ12နှစ်ဆိုတော့သားတို့သမီးတို့ကိုဆရာမပြောချင်တာကနော်ဘိုးကျော်အောင်ဆန်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်နော်ဒေါ်အောင်ဆန်းစုကြည်ရဲ့12နှစ်သမီးအရွယ်လေးပါသူတို့မှာသားတို့သမီးတို့လိုပဲတငယ်ချင်းရှိတယ်အဲ့တငယ်ချင်းရဲ့စာအုပ်လေးထဲမှာအော်တိုလေးရေးပေးတာတော့သားသမီးလိုပဲတငယ်ချင်းရှိရနော်ကျွန်တော်12နှစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှသိချင်မှာမဟုတ်ဘူးဗျအဲ့လိုမျိုးအော်တိုရေးဖို့အတွက်ရေးတယ်ဆိုရင်တော့မှကြားဘူးနားမှာလေးပဲလိုက်ရေးမှာအဲ့လိုဘယ်လိုအသိပဲလဲဆိုတာသိတယ်မှာမဟုတ်သေးဘူးကလေးပဲရှိတယ်ကျွန်တော်တို့12နှစ်ဆိုတော့ဆော့ကစားလို့ကောင်းတဲ့အချိန်ပဲပေါ့ဗျာနော်ဒါပေမဲ့အမေစုကမတူဘူးဗျဒီအော်တိုလေးကိုသားတို့သမီးတို့လည်းမှတ်ထားရအောင်လို့ဆရာမပြောတာအားလုံးနားလဲလားဟုတ်အဲ့တော့သားတို့သမီးတို့မှတ်ထားမှလားမမှတ်ဘူးလားမှတ်ထားအရန်ကောင်းတယ်ဗျာနော်ဆရာမလုံးဝတလုံးချင်းစီပြောတော့မှအရန်ကိုတန်ဖိုးရှိတဲ့စကားတွေကလေးတွေရဲ့နားတွေကိုလည်းလွယ်လွယ်ကူကူနဲ့ဝင်သွားတာမှစီတာဖြစ်ပြီးတော့မှပေါ့နော်လွယ်လွယ်ကူကူနဲ့လည်းမှတ်နိုင်တဲ့ပုံစံလေးနဲ့ပြောသွားတာတန်ဖိုးရှိတဲ့ဆရာမဗျဆရာမကပြီးတော့နောက်တစ်ခါတော့လေ့ကျင့်ခန်းစာအုပ်ထဲကိုရေးခိုင်းပြီးတော့တခြားပြောမယ်နော်အဲ့မှာဒေါအောင်ဆန်းစုကြည်က12နှစ်သမီးမှာရေးတဲ့အော်တိုလေးကိုနော်ဆရာမဖတ်ပြမယ်ဒေါအောင်ဆန်းစုကြည်ဘယ်နှစ်နှစ်သမီးအရွယ်လေးလဲ12နှစ်သမီးအဲ့မှာတဲ့နော်တကယ်ဒေါအောင်ဆန်း12နှစ်သမီးအရွယ်မှာဒေါအောင်ဆန်းစုကြည်ကတငယ်ချင်းတွေအတွက်ရေးခဲ့ဘူးတော့အော်တိုလေးတစ်ပုဒ်တဲ့မျက်စိမမြင်တော့မိန်းကလေးဒီကြားတိုင်ကြီးဘာလဲတော့မျက်စိမမြင်တော့မိန်းကလေးဒီကြားတိုင်ကြီးဘာလဲတော့မျက်စိမမြင်တော့မိန်းကလေးဒီကြားတိုင်ကြီးတစ်ချက်ပြီးသွားပြီနောက်ထပ်တစ်ချက်နားထောင်နားမကြတော့မိန်းကလေးဒီမြင်နိုင်သေး၏နားမကြတော့မိန်းကလေးဒီမြင်နိုင်သေး၏ဘာလဲတော့နားမကြတော့မိန်းကလေးဒီမြင်နိုင်သေး၏တစ်ချက်ပြီးသွားပြီနော်တစ်ချက်နောက်ထပ်တစ်ချက်အဝိမပါတော့မိန်းကလေးဒီအေဂျင့်မှုကိုခံစားနိုင်သေး၏နော်အဝိမပါတော့မိန်းကလေးဒီပါလေတော့အေဂျင့်မှုကိုခံစားနိုင်သေးဘာတွေတော့သားတို့သမီးတို့ဝိမပါတော့မိန်းကလေးဒီအေဂျင့်မှုကိုခံစားနိုင်သေးနောက်ဒါကိုနောက်ထောင်ချင်းအားဖြင့်ပြောနော်မေဆွာငယ်လေးကလေးကစာဖတ်တာဘယ်လောက်ထိအားတန်ခဲ့လဲဆိုတဲ့အရာကိုကျွန်တော်တို့သုံးသပ်လို့ရတာပေါ့ဗျာနော်စာဖတ်တာအမျိုးငယ်ကလေးကပေါ့နော်ဝန္ဒနာပါရတော့မှစာဖတ်တာများတော့ငယ်သူ့အရွယ်နဲ့မလိုက်အောင်လို့ဗျာအတွေးခေါ်ကအရှိကိုပြေးနေတာအဲ့လိုပုံစံနဲ့ကျွန်တော်တို့တွေ့ရတယ်ဗျာဒါတော့ကျွန်တော်ကြောက်တဲ့တွေ့တဲ့အရာကိုပြပြတာဗျာနော်စိုးအချက်ကတာမိမိတို့အတွက်အင်မတန်မှအရေးကြီးတယ်ရီမန်းချက်မရှိတော့မိန်းကလေးဒီအယူပမာဒီနော်ရီမန်းချက်မရှိတော့မိန်းကလေးဒီအယူပမာဒီဘာလဲတော့ရီမန်းချက်မရှိတော့မိန်းကလေးဒီအယူပမာဒီအဲ့ဒါအတော့မကြောက်လားကြာလားလူဘဝမှာအရင်မှချက်အရင်မကြည့်ဘူးလားနော်ဆရာဝန်တယောက်ဖြစ်ဆရာဝန်တယောက်ရဲ့ရင်မှချက်မရှိရဘူးလားရှိရပါဘူးအင်ဂျင်နီယာဖြစ်ချင်အင်ဂျင်နီယာတယောက်ရဲ့ရင်မှချက်မရှိရဘူးလားရှိရပါဘူးတွေးခေါ်ပညာရှင်တယောက်ဖြစ်ချင်တွေးခေါ်ပညာရှင်တယောက်ရဲ့ရင်မှချက်မရှိရဘူးလားရှိရတယ်ရင်မှချက်ရှိမှတာကိုကဒီရင်မှချက်ကိုငါတို့ရအောင်သွားမယ်ဆိုပြီးတော့နော်ဘလို့အခက်ခဲတွေပဲဖြစ်ဖြစ်နော်အောင်မင်းတို့ကြီးကဆရာဝန်ဖြစ်ချင်တယ်ငါတော့ဒီရင်မှချက်ကိုရအောင်ဘလို့အခက်ခဲဘလို့အကြက်တဲတွေပဲဖြစ်ဖြစ်ကြော်ဖြတ်မယ်တော့ပြင်ဖြိုးခန်းကငါတော့နော်ကဘာကျော်ဘောလုံးသမားကြီးဖြစ်ချင်တယ်ဘောလုံးသမားဖြစ်အောင်ဘလောက်အခက်ခဲအကြက်တဲတွေဖြစ်ရအောင်သွားမယ်ဆိုတာရင်မှချက်ကသားတို့သမီးတို့အတွက်မရှိအရင်မရှိဘူးလားအရေးကြီးလားရှိပါတယ်ဒါကဘသူရေးခဲ့တဲ့အော်တိုလေးတော့ကဘာကျော်ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တော့အော်တိုလေးဒီကဗတန်နေသမီးမှရေးခဲ့တာတော့ဆိုင်နေသားတို့သမီးတို့ဗတန်နေ
ပါရွေးခဲ့တာတော့ဒါတော့သမီးတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အော်တိုလေးကိုအားကြပြီးတော့ရီမန်းချက်ရှိဖို့ရရေးမကြည့်ဘူးလားကိုရီမန်းချက်ပန်းတိုင်ကိုအရောက်သွားဖို့ရရေးမကြည့်ဘူးလားဟုတ်ပြီဆရာမဒါလေးကိုသားတို့သမီးတို့တစ်သက်လုံးအသုံးချသွားနိုင်အောင်သင်တာအလုံးကိုဆရာမကကျေးဇူးတင်တယ်ဒါလေးကိုသားတို့သမီးတို့စောက်ထဲကိုရေးပေးမယ်အလုံးကိုသွားကြမယ် ဟုတ်ကဲ့ပါဒါတော့တက္ကသိုလ်ရွှေစင်ကတင်ထားတဲ့ဗီဒီယိုပိုင်းမှာဖြစ်ပါပါတယ်ဗျဆိုတော့နောက်ထောင်ရတဲ့ဗီဒီယိုတွေဖြစ်တာပေါ့နော်ဆရာမသူနေနေဆုံးမသွားတဲ့အရာလေးတွေကလည်းအရင်ကကောင်းတယ်နောက်ဆုံးမှာဆရာမပြောတဲ့အရာတားတဲ့သူမီးတို့ကျေးဇူးတင်တယ်ဆိုတာတန်ဖို့အရန်ရှိရဗျနော်ကိုကလည်းဆရာမတို့ဖြစ်တာကိုကဆရာမဖြစ်တာဒါပေမဲ့လည်းတားတဲ့သူမီးတို့နားထောင်ပြီးတော့ကျေးဇူးတင်တယ်ဆိုတာဆိုတော့အမေစုဆုံးမတဲ့စကားနဲ့တပုံစံနဲ့ပဲဗျာဆိုတော့လူများကကိုကိုကျေးဇူးတင်တတ်တဲ့စိတ်ရှိတာကိုအမေစုကပေါ့နော်ကျေးဇူးတင်တယ်အဲ့လိုပြောတာနော်အဲ့ဒါအမေစုဆုံးမတဲ့စကားအမြဲတမ်းလည်းအဲ့လိုမျိုးတူတင်ဆုံးမတယ်ပေါ့နော်ကျွန်တော်တို့ကတယောက်နဲ့တယောက်တူဦးနဲ့တူအပြန်လန်းအဲ့လိုမျိုးပေးဆက်မှုတွေဒါမှမဟုတ်အပြန်လန်းပေါ့ကူညီမှုတွေရှိခဲ့တယ်ဆိုလို့ရှိရင်ကျေးဇူးတင်တတ်တဲ့စိတ်သက်လေးတွေရှိဖို့လိုအပ်တယ်နော်ဥပမာကျွန်တော်တို့ကတော်လိုင်းရေးထဲမှာတော်လိုင်းရေးရဲဘော်တွေကိုကျွန်တော်ကလူလိုက်တယ်ဆိုရင်ရဲဘော်တွေကကိုကိုကျေးဇူးတင်တယ်ကိုကလည်းရဲဘော်တွေကိုပြန်ပြီးကျေးဇူးတင်တယ်ဆိုတော့အပြန်လန်းကျေးဇူးတင်တာဗျာဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘယ်လိုပြန်တွေးလို့ရလဲဆိုတော့ကန်းကျွမေကျွန်းကိုင်းမှုဆိုတဲ့စကားလေးအတိုင်းပဲဗျာနော်တော်လိုင်းရေးဆိုတာလည်းရဲဘော်တွေရှိမှပဲရှေ့ဆက်သွားလို့ရမှာရဲဘော်တွေဆိုတာလည်းပြည်သူတွေရဲ့ထောက်ပံ့မှုတွေရှိမှပဲရှေ့ဆက်သွားလို့ရမှာဆိုတော့နှစ်ဦးနှစ်ဖက်လုံးကတန်ဖိုးရှိတယ်အဲဒါကြောင့်အပြန်လန်းကျေးဇူးတင်ကြတာအဲ့လိုပုံစံပေါ့ဗျာနော်အမေစုဆုံးမတဲ့စကားတွေကလည်းအတိုင်းပါပဲအမေစုတင်တဲ့ဗီဒီယိုတွေတိုင်းသူပြောခဲ့တဲ့မင်းခွန်းတွေပြောခဲ့တဲ့ဟောပြောပွဲတွေဘယ်အရာမဆိုနားထောင်ကြည့်လိုက်ပါကျွန်တော်တို့အတွက်အတိတ်ပဲမဲ့ပြီးတော့မှတန်ဖိုးမဲ့တဲ့အရာတွေလုံးဝမရှိပါဘူးအကုန်လုံးကတန်ဖိုးရှိတဲ့အရာတွေပါပဲနော်အဲကြောင့်အမေစုကိုဘူကြီးအောင်နေမျိုးစင်ပြောတာကျွန်တော်ကြားဖို့တယ်ဗျနော်ဘူကြီးအောင်နေမျိုးစင်ကသူမစ်စင်ကဘာလဲဆိုတော့အမေစုကိုလှုပ်ကြံမဲ့နေရမှာပေါ့နော်သူ့အတုံးချတာအဲ့တော့သူကအကောင်းလေးတည်တယ်ပြီးပြီးနောက်ပိုင်းမှာအမေစုရဲ့ဟောပြောပွဲမှာသူကလိုက်လေရတာပေါ့နော်သူကရင်ပြောထားတဲ့ဗီဒီယိုလည်းရှိပါတယ်အဲ့ဒါတော့ကြည့်လို့ရတာပေါ့ဗျာဒါပေမဲ့ဂျာတော့ဂျာပြီဆိုတော့အဲ့ဒါရှာကြည့်အောင်ပါပေါ့ဆိုတော့ဒီမှာကျွန်တော်စကားကြုံလို့ပေါ့နော်တခါပြပြတာဖြစ်တယ်ဆိုတော့သူကအမေစုရဲ့ဟောပြောပွဲတွေနားထောင်နေကြည့်ရင်လည်းဟာဒီလိုမုံမြတ်တဲ့ပုံကိုပေါ့နော်ဘာကြောင့်မလို့လောက်ကြရမှာလဲဆိုတော့မှတော်တော်အတိတ်တရားတွေဝင်လာရတော့မှပေါ့နော်လုံးဝခုချိန်ဆိုကြည့်လိုက်ပေါ့ဘူဂျီယောနေမလို့ဆိုပေါ့နော်ကျွန်တော်တို့ကဒီရဲ့အာနာမသိခင်ကလေးကဗျာဟိုလွန်ခဲ့တဲ့နှစ်ပေါင်း10နဲ့ချီကလေးကဘူဂျီယောနေမျိုးစင်ကဒီရဲ့စစ်တပ်ရဲ့ပေါ့နော်ဝါဒဖြတ်မှုတွေယုံမှမှုတွေဒီရဲ့ပြည်သူအနိုင်ကျင့်မှုတွေခွဲခြားဆက်ဆံမှုတွေမျိုးဗိုလ်ချမှုတွေကိုမခံမဲနဲ့တွန်းလှန်လာတဲ့လူခုချိန်လေးလဲအာနာရှင်တွေရဲ့ပေါ့နော်မဟုတ်တဲ့အရာကိုတွန်းလှန်တဲ့လူဆိုတော့သူကိုယ်တိုင်ပြောထားတဲ့ဗီဒီယိုဖိုင်ဖြစ်တယ်သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့story ဖြစ်နေရပါဗျာအဲဒါကြောင့်လည်းကျွန်တော်ပြန်တော့မှပြပြတာဖြစ်ပါတယ်ခရက်တစ်လည်းပြပါတယ်ဗျာနော်အဲဒါကြောင့်အမေစုပြောတဲ့စကားတွေနားထောင်ပြီးတော့မှသူကလိမ္မာရေးချရှိသွားပြီးမှလုံးဝစိတ်ထားမမြက်ပြီးမှအခုချိန်လေးပေါ့နော်ပြည်သူ့ဘက်မှာရက်တီပြီးမှပြည်သူ့ဘက်တော်တာဖြစ်နေတာပေါ့ဗျာနော်အဲဒါကြောင့်ခုနောက်ပိုင်းဆိုလို့ရှိရင်သူတို့ကဒီအမေစုနဲ့ပတ်သက်တဲ့အရာတွေမလုပ်ရဘူးအမေစုပြောခဲ့တဲ့အရာတွေမပြောရဘူးနင်းစီပန်းပန်တော့မပန်ရဘူးကွာအမေစုမွေးနေ့မှာနင်းစီပန်းရောင်းလို့အောင်ဖမ်းအဲ့လိုပုံစံတွေဘာကြောင့်လဲဆိုတော့အမေစုပုံတွေအမေစုပုံရိပ်တွေအမေစုလုပ်တဲ့အရာတွေအမေစုရဲ့တင်ငေတာတွေတွေ့ရတယ်ဆိုလို့ရှိရင်အမေစုအမြဲတမ်းသတိရနေမှာဖြစ်ပြီးတော့မှကျွန်တော်တို့ကဒီလိုမျိုးလိမ္မာရေးချရှိတဲ့စိတ်ဓာတ်တွေကအမြဲတမ်းရှိနေတယ်ဆိုလို့ရှိရင်အဲ့ရဲ့လူစိတ်ရှိသွားတယ်ဆိုလို့ရှိရင်သူတို့လောက်တာမှန်သမျှပေါ့နော်အောင်မြင်မှာမဟုတ်ဆိုတော့သူတို့တည်တယ်အဲ့ဒါကြောင့်လည်းအကုန်လုံးကိုဖျက်ဆီးနေတာဖြစ်တယ်ဆိုတော့ဘုရားဆရာရုပ်တုတွေကိုဖျက်ဆီးနေတယ်ဆိုတာကလည်းအတိတ်ပဲမဲ့တော့မှလုပ်နေတာမဟုတ်ဘူးအတိတ်ပဲရှိနေတော့ဖျက်ဆီးနေတာပဲကျွန်တော်တို့အားလုံးအတိပါပဲဗျာနော်ဘုရားဆန်းဆိုလို့ရှိရင်လည်းအရင်ကကြောက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေရဲ့စိတ်ဓာတ်ထဲမှာပေါ့နော်အာဇာနည်ရဲ့စိတ်ဓာတ်ရှိမှအရင်ကကြောက်တယ်နော်အောင်ဆန်းစိတ်ဓာတ်ရှိမှအရင်ကကြောက်တယ်အဲဒါကြောင့်လည်းဘုရားဆန်းရဲ့ရုပ်တုတွေကိုဖျက်ဆီးတယ်နောက်ကျတော့သူတို့ဗာပြောတယ်ဆိုတော့ဖျက်ဆီးတဲ့အကြောင်းရင်းอ่ะဗျာလုံးဝဘုရားဆန်းရဲ့ဟိုတင်ကတာနဲ့မညီဘူးပေါ့ဗျာပြောမယ်ဆိုရှင်ရုပ်တုတွေကရွဲတာတယ်စောင်းတာတွေမလှတာတယ်အဲ့လိုဖြစ်နေမှာပေါ့တကယ်ကြတော့မဟုတ်ဘူးဒီမအားလိုက်ရတရားရှိတာဖြစ်တဲ့အကြောင်းအထက်ကနေတော့မှတော့သူ့ရဲ့ပြောမယ်ဆိုရင်ရတရားဆရာတွေပေါ့ဗျာအဲ့လိုလူတွေကနေပေါ့သူမအားလောက်ခိုင်းလို့မအားလာလောက်ရတာဖြစ်ပါတယ်မအားလောက်ဆိုတဲ့လူကလည်းတည်တာလူများတော့တတ်တာသူကိုယ်တိုင်တော့မတားပါမှာရုံးကိုကြောက်တယ်စိတ်မပူနဲ့လို့နော်ခင်ဗျားဝစ်လင်ပါပဲနော်နောက်ဆုံးတော့ခင်ဗျားဒီမတားပေါ်လာမှာမဟုတ်ဘူးဆိုတော့ခင်ဗျားတွေးတာပေါ့ဗျာဘာလို့လဲဆိုတော့ခင်ဗျားတက်ခဲ့တဲ့လူတွေနဲတာမဟုတ်ရာပေါင်းထောင်ပေါင်းနော်အခုဒုက္ခရောက်နေတဲ့လူတွေဆိုရင်တန်းပေါင်းများစွာရှိနေပြီနော်ဒီရဲ့စစ်ပေးချောင်းဆိုရင်တိန်းပေါင်းများစွာရှိနေပြီအဲ့ဒါခင်ဗျားလုတ်ခဲ့လို့ခင်ဗျားတယောက်အာနာယူခဲ့လို့ဖြစ်ခဲ့တဲ့အရာတွေ
အဲကြောင့်အဲ့အရာတွေတော့ခင်ဗျားပြန်ပေးဆက်ရမယ်ဆိုတော့ခင်ဗျားလုံးဝမမေ့ပါနဲ့ကျွန်တော်ယုံကြည်တယ်ဗျာ तू ကအဲ့လိုစားလို့ကောင်းတဲ့ပုံစံတာဖြစ်နေမှာဒါပေမဲ့သူ့ရဲ့အရေးမဲရနောက်ကလိုက်လာမှာဆိုတော့သူ့ကိုတိနေမှာပဲနော်နောက်ကျတော့မအားလာလုံးဝစိတ်စားဖြစ်နေပြီ तू ကစိတ်ယောဂရနေပြီကျွန်တော်ပြည်သူတွေကိုပေါ့နော်အပြစ်ပဲပြောမယ်အပြစ်ဘာပဲဖြစ်ပြည်သူအပြစ်ပြည်သူကစာမစက်လို့ပြည်သူကလုံးဝအတိညာမရှိလို့ပြည်သူကအလုံးမလို့ပြည်သူမကြိုးစားလို့အဲ့လိုပဲအပြစ်ပြောမယ် तू ကတော့မောင်ပြူစင်ကြီးပဲနော်ဒါတော့မအားလာယောဂတစ်ခုပေါ့ဗျာဒါသူ့ရဲ့စိတ်ယောဂရနေတာကိုသူကပေါ်ပြနေတဲ့သဘောပဲလို့ကျွန်တော်တော့ပြောမိတာမဟုတ်ဘူးနော်ပညာရှင်တွေသုံးသပ်တာဒီတိုင်းပါပဲနော်တကယ်လဲဟုတ်နေပါတယ်နော်အဲကြောင့်ရှင်းကြည့်လိုက်ပါဗျာကျွန်တော်အမေစုနဲ့မအားလာနဲ့စီနဲ့ရေပဲဘာမှမဆိုင်ကျွန်တော်တိုင်းပြည်ပေါ်ကောင်းစားတဲ့နော်ကောင်းစားစစ်ချင်းနဲ့တိုင်းပြည်ကိုတိုးတက်အောင်လုပ်နိုင်တဲ့ခေါင်းဆောင်ကကြတော့အာနာတေးပြီးတော့မှအခုချိန်ထိဖမ်းရုံမာတယ်မအားလာတိလား तू ကမသားမပေါ်နိုင်ဘူးအဲ့တော့လုံးဝမဖြစ်သင့်တော့ဘူးကျွန်တော်နိုင်ငံကကျွန်တော်ပြောမယ်ဒီအမေစုတာပေါ့နော်အခုချိန်ထိဆက်ပြီးတော့အုပ်ချုပ်နေရတယ်ဆိုလို့ရှိရင်ဒီ NLD အစိုးရကဆက်ပြီးတော့မှအုပ်ချုပ်နေရတဲ့အချိန်ဆိုလို့ရှိရင်ဒီက9နှစ်ကျော်6နှစ်အတွင်းမှာစဉ်းစားကြည့်လိုက်ကျွန်တော်နိုင်ငံကတိုင်းပြည် GDP ကဘယ်လောက်ထိတက်နေပြီးတော့မှကျွန်တော်ဆိုလို့ရှိရင်တော့မှနိုင်ငံခြားတွေရောအိမ်ကိုပြန်ရောက်နေတော့ပြီဘာလို့လဲဆိုတော့2021ကုန်လို့ရှိရင်ပြန်မဲ့လို့အများကြီးပဲကျွန်တော်တို့ငွေချင်းမှာတော့အများကြီးကျွန်တော်ကိုယ်တိုင်အစားပြန်ပြီးတော့မှဘယ်လိုလုပ်မလဲဆိုတော့ဒါကျွန်တော်ရဲ့ရွေချက်ကိုပေါ့နော်လမ်းကြုံလို့ပြပြတာဖြစ်ပါတယ်ဘယ်လိုလုပ်မလဲဆိုတော့ဗျာကျွန်တော်တို့ကဒီရဲ့ online အပိုင်းမှာစိတ်ဝင်စားတယ်နောက်ကျတော့ဒီ vlogger တွေလုပ်ချင်တယ် content creator တွေလုပ်ချင်တယ်နောက်ကျတော့ကျွန်တော်ချိန်ချိန်မှပဲတွေ့မိတာပေါ့ဗျာဒီအိန္ဒိယမှာဆိုရှင် YouTuber village ဆိုတာရှိတယ် YouTuber ရွာပေါ့ဗျာအဲ့လိုပုံစံနဲ့ကျွန်တော်နိုင်ငံမှာလည်းလုပ်လို့ရတယ်ကျွန်တော်နိုင်ငံမှာပုံတော်ကောင်းနေရဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်တိုင်းသားပေါင်းစုံရှိတယ်ဒလေးရိုးရပေါင်းစုံရှိတယ်ကျွန်တော်လူငယ်ပေါင်းစုံရှိတယ်အဲ့ချိန်မှာမှကျွန်တော်မတူညီတဲ့စကားတွေအများကြီးရှိတယ်ဆိုတော့အဲ့မှာကျွန်တော်တင်တန်းတွေပေးမယ်တင်တန်းပေးတော့မှကျွန်တော်လူငယ်တွေနဲ့ပေါ့ကလေးတွေနဲ့ကိုကနေမှတဲ့ YouTuber village ကိုပြန်တော့တီထောင်ပြီးတော့မှဒီမှာတရွာလုံးနဲ့တိုင်းတာနဲ့ YouTuber တွေဖြစ်အောင်လို့ကျွန်တော်ကစူးစမ်းချင်တာဒါကျွန်တော်ရည်ရွယ်ချက်နော်2021ကုန်ပြီဆိုတာနဲ့ကျွန်တော်ပြန်မယ်ဆိုတော့မှပတ်စံနဲ့စုပြီးတော့ဆိုတော့ဒါပေမဲ့လည်းဂျူးအာလာတင်းပြီးတဲ့နောက်ပိုင်းကျတော့ပြန်လို့မရတော့ဘူးတဲ့2021အတွင်းမှာပဲပြန်တဲ့လူတွေကပြန်တော့လာကြတယ်နောက်ကျတော့အရင်တော့ပေါ့နော်ဒီ2015 16မှာပြန်ပြီးတော့မှအဆင်ပြေတဲ့လူတော့မှပြန်လာကြတယ်ဆိုတော့ကိုရီးယားပြန်သွားတယ်ဆိုတော့ဒုက္ခတွေရောက်နေမှာဆိုတော့တည်ရလေအားကြောင့်လည်းမပြန်ဖြစ်တာဘလောက်နေတာကိုကောင်းတယ်ဗျာနော်ကောင်းမတဲ့အစိုးရရှိခဲ့တော်များလဲအာနာယူကောင်ကြောင့်ကျွန်တော်တို့တိုင်းပြည်ကဒီလိုဖြစ်သွားတယ်နင့်နာစရာအရင်ကောင်းပါတယ်နော်အားကြောင့်အမေစုရဲ့တန်ဖိုးကိုကျွန်တော်တို့နားလဲပါတယ်အမေစုရဲ့စေတနာလေးလည်းနားလဲပါတယ်အမေစုရဲ့တော်တာတွေနောက်ပြီးဒီလိုမျိုးပေါ့နော်ပညာရှိတာတွေကိုလည်းကျွန်တော်တို့သိပါတယ်အဲဒါကြောင့်လည်းအမြဲတမ်းအတိမပြုပါတယ်အမေစုရဲ့ဗီဒီယိုတွေလည်းပေါ့နော်အမြဲတမ်းနားထောင်ရင်းနဲ့အမြဲတမ်းခွန်အားတွေယူပါတယ်တခြားတယ်အမေစုရဲ့ဗီဒီယိုတွေဘယ်ဗီဒီယိုပဲကြည့်ကျွန်တော်တို့အတွက်အထိပ္ပယ်မဲ့မဟုတ်ဘူးဆိုတာပေါ့ညာနော်အဲဒါကြောင့်အမေစုဘယ်နေရာမှာပဲရောက်နေကျမ်းပါပါစေယောဂတရားရှိနေတဲ့အမြန်ဆုံးပျောက်ကင်းပါစေလို့ကျွန်တော်ဆုတောင်းနေပါတယ်မကြခင်မှာလည်းကျွန်တော်တို့ပြည်သူတွေနဲ့ပေါ့နော်အမေစုချစ်တဲ့ပြည်သူတွေနဲ့အမြန်ဆုံးနှိစက်နိုင်ပါစေလို့ကျွန်တော်ဆန္ဒပြုနေပါတယ်ဗျာတန်းတဲ့စကားမဆက်ပါဗျာကျွန်တော်တို့ proof of light campaign လေးတွေမှာလည်းဆက်ပြီးတော့ပါဝင်ပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်မမေ့ပါနဲ့ဗျာနော်ကျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်ကျွန်တော်တို့ပြည်သူချင်းချင်းရပဲကျွန်တော်တို့ပြည်သူခေါင်းဆောင်ကိုကယ်တင်ရမှာဖြစ်တယ်အဲဒါကြောင့် proof of light campaign တွေမှာလည်းတတိယလို့အမြဲတမ်းလို့ဆိုလို့ရှိရင်ကောင်းတယ်ဗျာပါဝင်ပေးကြပါလို့ကျွန်တော်မှာကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်